Okay တော့ကျဆိုပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ မင်္ဂလာပါခင်ဗျာညီလေးမင်္ဂလာပါ မင်္ဂလာပါကိုကြီးမဆောင်တာကြောက် ဟုတ်ပါအဲ့တော့သူကရှေ့တစ်ခေါက်မှာတော့ကျွန်တော်နဲ့အတူတူမပါပြစ်ဘူးကျွန်တော်တယောက်တည်းပဲစီစဉ်ရိုက်လိုက်ရဆိုတော့ပရိသတ်တွေနှုတ်ဆက်နေကျွန်တော်တို့လည်းနှုတ်ဆက်ရသေးတယ်ဗျာ လွမ်းနေရကိုက လွမ်းလားလွမ်းလား လွမ်းတာပေါ့ပြိသက်တွေလည်းလွမ်းနေကိုကြီးလည်းလွမ်းနေ ဟုတ်လား သွားကြဆိုအစီအစဉ်ကြီးကိုလည်းလွမ်းနေရ ဒါဆိုရင်အခုပရိသတ်တွေလည်းပြန်ဆုပ်ပြီဒါဆိုပြီးဆိုအခုကျွန်တော်တို့ဒီကနေ့မှာရောသွားကြဆိုပရိသတ်တွေအတွက်ဘယ်နေရာကနေပြီးတော့တင်ဆက်ပေးသွားမလဲဆိုတော့ပရိသတ်တွေလည်းစိတ်ဝင်စားနေမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ရောက်နေတဲ့နေရာလေးကိုမိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့တွေရန်ကုန်မြို့ကနေဆိုရင်22မိုင်အကွာမှာရှိပြီးတော့ကျွန်တော် bus တက်လာမယ်ဆိုရင်တော့2နာရီအချိန်ပေးရမယ်ကိုပိုင်ကားနဲ့လာမယ်ဆိုရင်တော့1နာရီလောက်ပဲကြာတဲ့လှော်ကားဥယျာဉ်ကိုရောက်နေဖြစ်ပါတယ်အဲ့တော့လှော်ကားဥယျာဉ်ကဘယ်မှာရှိလဲလောကာဝင်းကတော့ကျွန်တော်တို့ဒါရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ထောက်ကျန့်အနီးမှာတရှိရပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီထောက်ကျန့်အဝိုင်းကဆိုရင်ဒီအနီးနားဆိုရင်လည်းဒီလောကာဥယျာဉ်ကိုလာရောက်ပြီးတော့အပန်းဖြေကြတယ်သွားလာလှုပ်ရှားကြသလိုဟိုရက်ဝေးကလူတွေဆိုရင်လည်းဒါလာရောက်ပြီးတော့လည်းအချိန်တိုင်းမပေးရတဲ့အတွက်လာရောက်ပြီးတော့လည်းလေးလာကြတယ်လာသွားလာလှုပ်ရှားမှုတွေအများကြီးရှိတယ်လို့ကျွန်တော်သိရတယ်ဟုတ်ကဲ့ပါဆိုတော့ဒီထဲမှာကလည်းထူးထူးခြားခြားအရာလေးတွေလည်းအများကြီးရှိတယ်ဟုတ်ဘယ်လိုရရဖြစ်ဒီမှာကိုရဲ့ပထမဆုံးဒါပရိသတ်တွေလည်းတည်သွားအောင်လို့ပြောပြချင်ပါတယ်ဒါမီနီဇူးနဲ့ဒါ safari ဆိုပြီးတော့2မျိုးရှိရယ်ဒီထဲမှာကကြတော့ကျွန်တော်တို့တလိဆန်ချစ်တတ်တဲ့သူတွေအတွက်လည်းအဆင်ပြေရယ်ကျွန်တော်မြောက်စာလေးကျွေးလို့ရတယ်ဟုတ်တယ်ပြီးရင် special အနေနဲ့ကတော့ကျွန်တော်တို့ဒါကြားစာကျွေးလို့ရတယ်ကြားစာတွေလည်းကျွေးလို့ရတယ်ဟုတ်ကဲ့ပါပြီးတော့ water activity တွေလည်းအများကြီးရှိရယ် campaign တွေအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရန်ကုန်တွေကဆိုလို့ရှိရင်တော့ဒါ company တွေအသင်းအဖွဲ့တွေအနေနဲ့9ယောက်ကနေစလည်းပဲပြီးတော့လာပြီးတော့ဒါ campaign တွေလုပ်လို့ရတယ်လို့လည်းသိရပါတယ်အဲ့တော့ဒီထဲမှာ activity အများကြီးရှိတယ်လို့ခုနကလိုမျိုး animals တွေနဲ့လည်းကျွန်တော်တို့တွေဒါအနည်းဆက်ဆုံးမှာသွားလာလှုပ်ရှားလို့ရတာဖြစ်တဲ့အတွက်ဘယ်လောက်ထိရင်ခုန်ကြရကောင်းမလဲဆိုတာကျွန်တော်တို့ရဲ့သွားကြဆိုပရိသတ်များကိုကျွန်တော်တို့ရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူလိုက်ပါပြီးတော့ကြည့်ရှုပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ပထမဦးဆုံးလောက်မှာတော့ကျွန်တော်တို့ဒီထက်ဝင်ဖို့အတွက်လက်မှတ်ပြရမယ်လက်မှတ် gate ကိုသွားရပါမယ်ဟုတ်ကဲ့ okay အားလုံးလိုက်ခဲ့ပေးပါဦးဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ campaign activities ရဲ့တာဝန်ရှိသူလည်းဖြစ်တယ်အမ manager ပါ manager ကတော့ကျွန်တော်တို့ရဲ့ဒီကနေ့ရိုက်ကူးတင်ဆက်မှုလောကဥယျာဉ်ထဲမှာကျွန်တော်တို့သိချင်တာလေးတွေသိလိုတာလေးတွေပြည့်ပြည့်စုံစုံနဲ့လိုက်လိုက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့အမဒါကကျွန်တော်တို့လက်မှတ်ကောက်တာမှာကျွန်တော်တို့ဒါလက်မှတ်ဖြတ်ရမယ်ဟုတ်လက်မှတ်ဖြတ်ရမယ်ဆိုတော့လက်မှတ်နှုံးထားလေးဘယ်လိုရှိမလဲမဟိုကမောင်လေးဒီကိုဝင်မယ်ဆိုရင်တော့မတို့ကလူဝင်ကြီးပြီးသတ်မှတ်ထားတယ်ပေါ့နော်အဲ့မှာလူကြီးကတော့4000ပါခလေးကတော့2500ပါတကယ်လို့မောင်လေးတို့မှာကိုပိုင်ကားပါတယ်ဆိုရင်တော့ကိုပိုင်ကားနဲ့ဝင်လို့ရတယ်ကားကတော့အမျိုးအစားမောင်လေးတို့ကအသေးဆိုရင်အသေးက3000မောင်လေးတကယ်လို့အလက်ဆိုရင်တော့အမတို့ကအာရာဖက်တူပါဆိုတော့9000ပေးရမယ်မီနီဘက်ဆိုတော့မတို့1000ရှိပါတယ်တကယ်လို့မောင်လေးတို့ကိုပိုင်ကားမပေါ့ဆိုလဲအမတို့ကြီးကဘက်ကြီးစီစဉ်ပေးထားတယ်ဘက်ကြီးနဲ့သွားလို့ရပါတယ်ဟာဘက်ကြီးနဲ့မိုက်တယ်ပိုးစင်ရနော်ဘာဝတရားတွေခက်တာဘာဝလေးလေးလည်းရတယ်နော်ဆိုတော့ဘက်ကြီးကြတော့မှအခုလေအများနဲ့မဟုတ်ဘဲနဲ့ကိုပိုင်ကိုဘက်ကိုဇင်းလုံးငှားရောရလားရတယ်ရှင်ဇင်းလုံးငှားရကြတော့2000ပေါ့နော်ဇင်းလုံးငှားခါဟုတ်ကဲ့ရှင်ဟုတ်ဒါပေမဲ့ဟိုအဲ့ဒါကြတော့ဟိုမတို့ရှိမှာဟိုဘက်ကြီးပတ်တဲ့ပတ်ကားဆိုပြီးတော့မတို့ဝင်မလေးကားပါတဲ့လူတွေအတွက်စီစဉ်ပေးထားဖြစ်တဲ့ခါကြတော့ချက်ချင်းရှိချင်းလည်းရှိတယ်မရှိချင်းလည်းမရှိဘူးပေါ့နော်ချက်ချင်းကတော့အမတို့ကဒီကနေပြီးတော့မှအများနဲ့စီးမယ်ဆိုတော့1000နှုံးနဲ့ပေါ့အဲ့ဒါဆိုရင်တော့ချက်ချင်းစီးလို့ရတယ်ပေါ့ဟုတ်ကဲ့ရှင်ဟုတ်အချိန်တွေသတ်မှတ်ထားအောင်ရှိအချိန်ကကြတော့အမတို့ကတနာရီတစ်စီးပေါ့နော်လူများတဲ့စနေတနင်္ဂနွေများတဲ့ရဲဆိုတော့တနာရီတစ်စီးတစ်ခါတလေကြလေလူအရန်များရင်အဲ့ဒီပြည်တာနဲ့ချက်ချင်းထွက်တာပေါ့အမတို့ကဟုတ်ကဲ့ရှင်ဖွင့်ချိန်ပိတ်ချိန်အောင်ဖွင့်ချိန်ကတော့မနက်7:00နာရီကနေမနက်7:00နာရီဆိုအကုန်လုံးလာလို့ရပါပြီညနေ9:00နာရီကျပိတ်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်နားရက်လည်းမရှိဘူးပေါ့နော်မတို့ပိတ်ရကြားထဲမှာပိတ်သွားရရမရှိဘူး every day ဟုတ်ကဲ့ရှင် Okay အဲ့တော့ကျွန်တော်ကောင်းရင်းထဲမှာရှိတဲ့သဘာဝတရားတွေကိုခံစားမယ်ကျွန်တော်တို့ပြီးသွားပြီဆိုရင် activities တွေကိုဒါစိတ်ဝင်စားစရာကောင်းတဲ့ activities တွေမှာပါဝင်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒါနေ့တိုင်းဒါဖွင့်လှစ်ထားတယ်ပေါ့နော်ဆိုတော့ခုနပြောသလိုပဲကျွန်တော်တို့ ticket တွေကိုဒီမှာဖြတ်မယ်ဖြတ်ပြီးသွားပြီဆိုတော့ကျွန်တော်လေးလာခြင်းတာအားလုံးလေးလာလို့ရပြီ Okay ကျွန်တော်လည်းအထက်သွားကြည့်ခြင်းနေပြီဟောပါလက်မှတ်ဖြတ်မယ်လေဟုတ်ကဲ့ရှင်ဟုတ်ကဲ့လက်မှတ်ဒီမှာလေးလက်မှတ်လေးဖြတ်မယ်2ယောက်ပါOkay မအဲ့တော့ကျွန်တော်တို့ကဘယ်တွေသွားလို့ရမလဲအခုသွားမယ်ဆိုတော့ activity ကိုစိတ်ဝင်စားလားမသိဘူးစိတ်ဝင်စားပါဘောဟုတ်ကဲ့ activity ဟိုကကျွန်တော်လေးပြောပြအောင်မယ်ဟိုနားမှာထောင်ထားတဲ့ပုံကိုကျွန်တော်စိတ်ဝင်စားတယ်activity ပုံအဲ့ဒါဆက်ပဲတလေးပေါ့မောင်လေးနော်အဲ့ဒါကျတော့ water activity အဲ့ဒါဆိုရင်မတို့က safari ထဲမှာရှိရဲစခန်း3မှာရှိပါတယ်အဲ့ဒီကိုအရင်ဆုံးသွားလိုက်ကြတာပေါ့ Okay ကြိုက်တယ်မလားကြိုက်ဒီထဲပြုတ်ကြဒီထဲကကျတော့စိတ်ဝင်စားရင်နော်ပြုတ်ခုတ်ချဒီတိုင်းကတော့ပြုတ်မကြပါဘူးဟုတ်ကဲ့အဲ့ဒါသွားမယ်လေးပါနော်ဟုတ်ကဲ့သွားမလားအော်ဒီဘက်ကနေသွားမယ်မောင်လေးဟုတ်ကဲ့ပါ
Okay အဲ့တော့အခုဆိုရင်ကျွန်တော်တို့အင်မတန်မှဒါစိတ်ဝင်စားရတယ်အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့လှော်ကားဥယျာဉ်ကိုလာရောက်ကြတယ်ခီးသွွားဧည့်သည်တွေကစိတ်ဝင်စားတဲ့ water activities လုပ်လို့ရတယ်အပန်းဖြေစခန်း3ရောက်လာပြီဆိုတော့ဒီမှာကျတော့ကျွန်တော် water activities တခြားဘာလေးရ ဟုတ်ကဲ့အဓိကကတော့နေကျွေးဒီမှာကတော့ water activities လုပ်လို့ရတယ် SUV ပုံစီးလို့ရတယ်အပန်ချက်ပုံစီးလို့ရတယ်ပေါ့နော်ပြီးပြီဆိုရင်တော့နေကျွေးဒီမှာဆိုရင်တော့ဒိုက်ကင်လေးတွေရှိတယ်ရေပေါ်ဆောင်လေးတွေရှိတယ်အများပြည်သူဒီမှာ public ပေါ့နော်နားလို့ရတယ်စားတောက်ဆိုင်လေးလည်းရှိရတဲ့ကြောင့်မို့အရန်ကိုဒီအရန်လှပတဲ့ခက်တဘာဝတရားယူခန့်စားလို့ရတဲ့နေရာပါရှင်ဟုတ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့တွေ1 2ဖြတ်လာတယ်နော်အပန်းဖြေစကန်1 2ဆိုတော့အဲ့ဒီမှာကျတော့ကျွန်တော်တို့ဘာလေးတွေအဓိကထားတာအပန်းဖြေစကန်1နဲ့2ကကျတော့1ကတော့နေကျွေး touring 6လမ်း6တာပေါ့နော်2ကကျတော့1နဲ့2ကိုနေကျွေးကျိုးဒရာနဲ့ဆက်ထားတယ်ကျိုးဒရာဖြတ်ကျန်တဲ့အပန်းဖြေစကန်နှစ်ကိုရောက်သွားတယ်တရားစကန်နှစ်ဆိုတော့ဒီအခုလှမ်းအောင်မြင်လို့ရတယ်ကပ်ပတ်လန်းကြီးဟုတ်ကဲ့အဲမှာဆိုရင်ဖြတ်လာတဲ့နေရာအဲဆိုရင်သူကဘန်ဂလိုတွေရှိတယ်ပြီးပြီဆိုရင်မှန်ဆောင်တွေရှိတယ်အဲကဲလို့ငားချင်တယ်ဆိုရင် ticket မှာပဲပေါ့နော်တခါတည်းဘုတ်လုတ်ထားလို့လည်းရတယ်ဒါမှမဟုတ်လေရောက်တဲ့အချိန်မှာရှိတယ်ဆိုရင်ငားလို့ရတယ်ပေါ့နော်အဲ့စနစ်နဲ့သွားတယ် booking စနစ်လည်းရှိတယ်ဒီတိုင်းရောက်တဲ့အချိန်မှာလည်းကိုကနေပြီးတော့မှဝင်ပြီးတော့မှရှိတဲ့အချိန်မှာလည်းငားလို့ရပါတယ်အခု activity လုပ်တဲ့အချိန်မှာလည်းအဲ့ဒီအရန်ကိုမိုက်တယ်အဲ့ဒီစကန်အပန်းဖြေစကန်တွေကိုရေလမ်းကြောင်းကနေမြင်ရမှာလုံးဝဒီချိန်မှာဆိုရင်စောင်းခုံငှက်တွေနဲ့လုံးဝသဘာဝတရားတွေခံစားရမှာပါအဓိကလေကျွန်တော်တို့ regional feeling ကလောကဥယျာဉ်မှာကြတော့ခီးသွွားရတဲ့ဘာကြောင့်စိတ်ဝင်စားလဲဆိုတော့ခုနကပေါ့နော်ကျွန်တော်တို့ animals တွေနဲ့ကျွန်တော်အနီးကပ်ကျွန်တော်တွေ့ရတယ်ပြီးတော့နောက်တစ်ခါကျတော့ဒီလိုသဘာဝတရားကြီးရဲ့ feeling တွေကိုကျွန်တော်ခံစားလို့ရတယ်ဆိုတော့အဲ့ဒါလေးကြိုက်တယ်နောက်ကတော့အခုကျွန်တော်တိတ်လောက်ချင်တာတော့ SUV ပေါ့နော် SUV စီးတာသူကတော့လည်းရေနဲ့ပတ်သက်ပြီးတော့သူ့လိုမျိုးပေါ့အရန်ဟိုပါပေါ့ရေစိတ်ဝင်စားတဲ့သူတွေပေါ့နော်အဲ့လိုစီးလို့ကောင်းတာပေါ့နော်စီးလို့ကောင်းတာပေါ့ဟုတ်ကဲ့ဆိုတော့အဲ့အခုအဲ့ကိုမှသွားမှာပေါ့သွားကြမယ်ဟုတ်ကဲ့ဒီကနေဝင်သွားလိုက်တာနဲ့ဒီကနေလာလေးပဲဟုတ်ကဲ့ဒီကနေဝင်သွားလိုက်တာနဲ့ activity ဆိုရောက်ပါလေဒီနေရာကျတော့ဒီနေရာနဲ့5မိနစ်လောက်ရှောင်ရောက်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ SUV ပုတ်ကိုကျွန်တော်သွားစီးမယ်အဲ့တော့ဒီနေရာကနေ5မိနစ်လောက်ပဲကျွန်တော်ရှာဆိုတော့ကျွန်တော်လည်းတူလိုက်ခဲ့ပေးပါသွားကြစို့သွားကြစို့ဟိုမှာ SUV ပုတ်တွေလည်း ready ဖြစ်နေပြီready ဖြစ်နေဆိုမတို့ water SUV ကိုလက်တွေ့ try လိုက်တာပဲနော်ဒီနေ့လည်းခုန်နေဒီနေ့လည်းခုန်နေဘာဝတရားကြီးကိုလုံးဝခံစားရတော့မယ်။ဘာသူအလေးချိန်ဘယ်လောက်ကြာ။သူကလည်းပုံစံ200လောက်လုံးဝ ACC relax ရတယ်ဟုတ်အဲ့လိုသူကြည့်လိုက်ရင်ကြည့်လိုက်ရင်ပါလေးတွေဗိုက်တယ်ဟိုဒီလိုက3ပြီဒီလိုအကျယ်ရပါတော့ဒီလိုအရှည်12ပေရှိတယ်။ဒါ12ပေ။ဟုတ်ကြည့်လိုက်ရင်တော့အဝေးကကြည့်လိုက်သေးလေးလို့ထင်ရပါတော့။တကယ်တမ်းကျတော့ဒါဆိုရင်လုံးဝအရှည်ရွယ်ဒါ12ပေပေါ့ဒီလိုကကျ3ပေပေါ့။အဲ့ဒီလို3ပေဒါ12ပေရှိတယ်။ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒါလုံးဝ relax လုပ်လို့ရတယ်သူကကစားနည်း3မျိုးရှိတယ်အဓိပ္ပာယ်က SUV ရဲ့အဓိပ္ပာယ်ဒါ stand up battery ပေါ့ဒါမက်တက်ရဲ့ခေတော်ရဲ့အားစကားတော့လုံးဝမိုက်တယ်လုံးဝ sport တိုင်sport တိုင်လုံးဝနော်ကစားစိတ်ဝင်စားတဲ့လူတွေဆိုအရင်မိုက်တယ်ပြီးတော့နောက်က adventure တိုက်တဲ့သူတွေအတွက်ဆိုလဲလုံးဝ feeling မိုက်တယ်ဆိုမှတော့ knee battery ဆိုသူထောက်ပြီးတော့တော်လို့ရတယ်ပြီးရင် plug battery ဆိုရင်မှောက်ပြီးတော့ရေကူးတဲ့ပုံစံမျိုးအဲ့လိုလဲတော်လို့ရတယ်ဟောစီးရလူတွေကို safe ဖြစ်အောင်လို့မတို့ဘက်ကပါလေးစီးနေဒါက safety ခေါ်တာပေါ့နော်အပေါက်မှာဒီဘုံနဲ့လူနဲ့မကွာသွားဘူးထောက်မှချီချီတော့မှချီထောက်မှချီပြီးတော့မှဒါဒီပေါ်မှာတက်မတက်ကြတာပြီးရင်မတို့လိုက်ချက်ကပြီးပြီဆိုရင်ခိုက်ကလည်းပြီးဖြစ်ပြီးမဲ့မောင်လေးတို့ပြီးရင်ခိုက်နဲ့မောင်လေးတို့ထောက်ချောက်ခိုက်ကထောက်ခိုက်ကလည်းပြီးမှပါမယ်အဲ့လိုအဲ့ဆိုစီးမယ်ဆိုရင်ကျွန်တော်တို့ဒီကနေစပြီးတော့ပဲပြီးသွားစီးသွားပြီဆိုတော့မတို့ကျိုးညူပတ်သွားမှာလုံးဝသဘာဝတောင်ခံစားပါနော်ဒီချိန်ဆိုရင်စောင်းခုံငက်တီလည်းရှိတော့အရန်ကိုမိုက်တာလုံးဝဒီခုနဆက်ခဲ့လားပဲခန်းနေလေအဲ့စကန်နေကိုမတို့ဒီတော့နေပဲလုံးဝနော် SUV မှာရမယ်ခံစား feeling လုံးဝမိုက်တာဒီအမပြောရနေတဲ့ဖြစ်ဒီတက်ကြည့်မလားရတယ်လေတက်ရမှာပဲတက်ရမှာပဲတက်ရမှာပဲ Okay အဲ့တော့အခုကျွန်တော်တို့ဒီမှာပုံမှန်လာစီးတဲ့လူတွေမစီးခင်မှာဆိုရင်မတို့ဘက်ကနေပြီးတော့ briefing ပေးရပဲရှိလားပေးတယ်မတို့ခိုက်တီလေးရှိတယ်မတို့ခိုက်တီကနေပြီးတော့မတိချပါတော့ဒီပေါ်မှာ light jacket ဒီလိုဝေးကမယ်ပြီးပြီဆိုရင် light jacket ဝေးပြန်တယ်မတို့ကတော့ခဏလေးတင်ပေးမယ်ပြီးရင်5 9ထောက်6ပါ Okay
အဲ့ဆို တနာရီပေါ့အချင်းကတော့ တနာရီနော် အချိန်တနာရီ ဟုတ် ရ ကဲ့ ပါ ဟုတ်ဟုတ် အရင်ကတန်တယ်ပေါ့ပေးရမယ် price ကကြတော့18500ပါ နော်အဓိကငွေကြေးမဟုတ်ဘူးအဓိကဘာလဲဆိုတော့ကျွန်တော်အဲ့ feeling ရဖို့ဆိုတာကလည်းကိုလည်းစွန့်စားရဲမှာပြီးတော့အချိန်ပေးနိုင်မှာပြီးတော့ဒီလိုမျိုးဆောင်ရွက်ပေးထားတဲ့နေရာလည်းရှိအောင်မှာ ဟုတ်တယ်မတို့ကအဓိကတော့တော့ကားကိုလာရင်ပေါ့နော်ဘလို့ activity တွေခံစားလို့ရတယ်ဆိုတော့ဟာကိုပေးချင်တာ18500ပေးပြီးဘလို့တန်နေဆိုတဲ့ feeling ဟုတ်တယ်ပြီးတော့လာပြီးတော့ဒီမှာစီးပူးတဲ့ဒီတိုင်းကလည်းဒါမျိုးကိုသဘောကျတယ်ဆိုတော့ကတော့ဒီရဲ့ feeling ကဘယ်လောက်ထိကောင်းလဲဆိုတာပြောကြမလို့တော့မကြမ်းမှလည်းကိုယ်တိုင်လည်းခံစားအောင်ပါโอเคအဲ့တော့အမကျွန်တော်တို့ guide နဲ့တွေ့ဖို့ပါ တွေ့ဖို့ကမောင်လေးတို့မှ guide နဲ့မှ အပေါ်တက်ရမှာပေါ့โอเคဟုတ်သွားလိုက်မယ်နော်အမ